အချိန်တွေကအကန့်အသတ်ရှိတယ်အချိန်ကိုကောင်းကောင်းမစီမံနိုင်ရင်ဘဝမှာအသက်ရှင်နေရတာအလကားပဲလူတွေကဘဝရဲ့3 ပုံ 2 ပုံလောက်ကိုငွေရှာနေရင်းနဲ့အချိန်ကုန်တက်ကြတယ်မြန်မာအယူမှာဆိုပထမအရွယ်မှာပညာရှာဒုတိယအရွယ်မှာငွေရှာတတိယအရွယ်မှာတရားရှာဆိုပြီးပြောကြတယ်ကိုမအချိန်ဘယ်လောက်ရှိလဲဘယ်လောက်ကျန်တယ်ဆိုတာကိုဘယ်သူကမှလည်းကြိုးမသိကြသလိုဘယ်သူမှလည်းခံမှန်းလို့မရနိုင်ဘူးနေ့ရက်တိုင်းကိုကိုယ့်ရဲ့နောက်ဆုံးနေ့လို့သတ်မှတ်ပြီးဖြတ်တန်းဖို့လိုတယ်မိသားစုကိုအချိန်ပေးမလုပ်ဘူးသေးတဲ့အရာတွေမှသိသေးတဲ့အရာတွေကိုလေ့လာပြီးပျော်အောင်နေဖို့လိုတယ်အချိန်တိုင်းငွေနောက်ပဲလိုက်နေလို့မရဘူးငွေနဲ့ကိုယ့်ရဲ့ကုန်သွားတဲ့အချိန်တွေကိုလည်းပြန်လဲယူလို့မရဘူးပြောရရင်အချိန်ဆိုတာတန်ဖိုးဖြတ်လို့မရဘူးပေါ့ဗျာအချိန်ဆိုတာဘဝရဲ့အစိတ်ပိုင်းဖြစ်ပြီးတော့ငွေဆိုတာကဘဝရဲ့အသုံးဆောင်တွေကတစ်ခုတတာပဲဒါကြောင့်မို့ခေါင်းထဲမှာအမြဲငွေရှာဖို့တစ်ခုတည်းပဲတွေးနေလို့မရဘူးငွေရှိမှလူရဝင်တာမှန်ပေမဲ့ငွေရှိတိုင်းပျော်ရွှင်နေရတာမျိုးလည်းမဟုတ်ပြန်ဘူးငွေနဲ့လဲလို့မရတဲ့ပျော်ရွှင်မှုကိုအချိန်တွေကရှာပေးနိုင်တယ်လူတိုင်းမှာတစ်နေ့ကိုအချိန်24နာရီရတယ်ဒီ24နာရီကိုကျွန်တော်တို့တွေဘယ်လိုစီမံခန့်ခွဲလဲဆိုတဲ့အချက်ပေါ်မှုတည်ပြီးတော့ကျွန်တော်တို့ရဲ့တိုးတက်မှုနှုန်းတွေငွေရှာနိုင်နှုန်းတွေကလည်းပြောင်းလဲသွားတယ်ငွေပိုရှာခြင်းရင်အချိန်ကိုရင်းနှီးမြှုပ်နှံဖို့လိုတယ် work smart not hard ဆိုတဲ့အတိုင်းတစ်ခုခုကိုအချိန်ပေးပြီးမလေ့လာပဲမမှတ်ယူပဲနဲ့အဲ့အလုပ်မှာဘလောက်ပဲစူးစမ်းပြီးလုပ်နေပါစေအချိန်တွေသာကုန်သွားမယ်ကောင်းတဲ့ရလဒ်တစ်ခုမှရမှာမဟုတ်ဘူးဘယ်အရာကိုမဆိုအချိန်တစ်ခုပေးပြီးတင်ယူပါလေ့လာပါကိုလေ့လာထားတဲ့အရာတွေကကိုယ့်ရဲ့ပေါင်းတင်ဆက်ဆံရေးနဲ့အလုပ်ခွင်မှာအကျိုးရှိလာနိုင်တာမို့ပိုကောင်းတဲ့အဆက်အသွယ်တွေရလာနိုင်တယ်လို့ငွေလဲပိုရှာနိုင်ပါလိမ့်မယ်အချိန်ကုန်ခံပြီးငွေနောက်ကိုလိုက်တာထက်ကိုယ့်နောက်ကိုငွေလိုက်လာအောင်အချိန်ပေးပြီးလေ့လာပါမလိုအပ်တဲ့နေရာတွေမလိုအပ်တဲ့သူတွေကိုအချိန်တွေပေးနေမဲ့အစားကိုယ့်ရဲ့ဘဝတိုးတက်ဖို့အတွက်အသစ်တွေကိုလေ့လာတာမျိုးပျော်ရွှင်ဖို့အတွက်မိသားစုကိုအချိန်ပေးတာမျိုးလူတွေအကြောင်းပတ်ဝန်းကျင်အကြောင်းပိုသိဖို့နဲ့ပိုပြီးညံကောင်းအောင်အချိန်ပေးပြီးစာဖတ်တာမျိုးတွေကိုလုပ်လိုက်တာကကိုယ့်အတွက်အချိန်ကိုကောင်းကောင်းအသုံးချလိုက်တာပါပဲကြည့်ရှုသူအတွက်အကျိုးတစုံတရာရှိခဲ့ရင် like and share လေးနဲ့ပါဝင်ကူညီပေးပါလားခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ